မင်္ဂလာပါမိုင်းစပေါ့ပရိသတ်ကြီးတို့ရေပွဲတွေနဲ့အလှမ်းဝေးကွာနေတာကြပြီဖြစ်တဲ့ကျွန်တော်တို့မြန်မာပရိသတ်တွေရဲ့အချစ်တော်1ချန်ပီယံရှိရဲ့အကျော်မော်အောင်လာအန်ဆန်းဟာလာမယ့်စနေနေ့အောက်တိုဘာ4 ရက်နေ့မှာဆွီဒင်လက်ဝှေ့ကစားသမားဇီဘက်တီယန်ကာတာစတန်နဲ့ရှင်ပြိုင်ထိုးသက်သွားမှာဖြစ်ပါတယ်ပြီးခဲ့တဲ့ဖေဖော်ဝါရီ20ရက်နေ့မှာပွဲနောက်ဆုံးကစားခဲ့တဲ့အောင်လာအန်ဆန်းကို9လကျော်အကြာမှာကျွန်တော်တို့မြန်မာပရိသတ်တွေမျှော်လင့်ထားတဲ့အတိုင်း1ချန်ပီယံရှိရဲ့ကျိုးဝိုင်းထဲမှာပြန်လည်မြင်တွေ့ရမှာဖြစ်ပါတယ်အခုရှင်ပြိုင်ကစားမဲ့အောင်လာအန်ဆန်းနဲ့ဇီဘက်တီယန်ကာတာစတန်တို့ပွဲစဉ်ဟာ1 Fight Night တီစစ်ပွဲစဉ်ရဲ့9ပွဲမြောက်ပွဲစဉ်ဖြစ်ပါတယ်။ဒီပြိုင်ပွဲရဲ့အဓိကပွဲစဉ်ဖြစ်ထိုင်းနိုင်ငံသားစီယန်ချိုင်းနဲ့အီတလီနိုင်ငံသားဂျိုနာသန်ဒီဘယ်လာတို့ရှင်ပြိုင်ကစားသွားကြမဲ့စတောဝိတ်ကစ်ပေါက်စဉ်ဝေါ်ချန်ပီယံရှစ်ပွဲစဉ်ကိုလည်းကြည့်ရှုကြရမှာဖြစ်ပါတယ်။1 Fight Night တီစစ်ပွဲစဉ်ကိုလာမယ့်အောက်တိုဘာ4 ရက်နေ့မြန်မာစံတော်ချိန်မနက်9 နာရီခွဲချိန်မှာစတင်ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။ထိုင်းနိုင်ငံကဘန်ကောက်မြို့မှာရှိတဲ့လွန်ပီနီစတေဒီယမ်မှာရှင်ပြိုင်ကစားသွားမှာဖြစ်လို့ထိုင်းနိုင်ငံမှာရောက်ရှိနေတဲ့ကျွန်တော်တို့မြန်မာပရိသတ်တွေအနေနဲ့ကွင်းထဲထိသွားရောက်အားပေးနိုင်မှာဖြစ်ပါတယ်။အခုပြိုင်ပွဲကိုမြန်မာနိုင်ငံကနေကြည့်ရှုအားပေးမဲ့ပရိသတ်တွေအတွက်ရုပ်သံလိုင်းတွေအနေနဲ့ Skynet Sport Channel နဲ့ Channel 9တို့မှာကြည့်ရှုနိုင်မလားဆိုတာကတော့စောင့်ကြည့်ရမှာဖြစ်ပါတယ်။ Online ကနေကြည့်ရှုမဲ့ပရိသတ်တွေအနေနဲ့1 Champion ရှိရဲ့ Facebook Page နဲ့ YouTube Channel တွေမှာတိုက်ရိုက်လိုက်ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။အောင်လာအန်ဆန်းနဲ့ကာတာစတန်တို့ပွဲစဉ်ဟာအခုပြိုင်ပွဲရဲ့9ပွဲမြောက်ပွဲစဉ်ဖြစ်တာကြောင့်1 Champion ရှိရဲ့ထုံးစံအတိုင်းပြိုင်ပွဲကျင်းပရင်အချိန်တိတ်မဆွဲတတ်တာကြောင့်မြန်မာစံတော်ချိန်မနက်9 နာရီခွဲဝန်းကျင်လောက်မှာကြည့်ရှုရဖွယ်ရှိပါတယ်။အခုဖော်ပြပေးသွားခဲ့တာကတော့လာမယ့်စနေနေ့အောက်တိုဘာ4 ရက်နေ့မှာရှင်ပြိုင်ကစားသွားမဲ့ကျွန်တော်တို့မြန်မာလက်ဝှေ့ချစ်ပရိသတ်တွေရဲ့အချစ်တော်အောင်လာအန်ဆန်းပွဲကိုဘယ်လိုကြည့်ရမလဲဘယ်ချိန်လာမလဲဆိုတဲ့အကြောင်းကိုတင်ဆက်ဖော်ပြပေးသွားတာဖြစ်ပါတယ်ဆက်လက်ပြီးတော့လည်းအောင်လာအန်ဆန်းပွဲစဉ်နဲ့ပတ်သက်ပြီးတော့ဖော်ပြပေးသွားမှာဖြစ်တဲ့အတွက်ကြောင့် channel လေးနဲ့ page လေးကို like follow subscribe လုပ်ထားပေးကြပါဦးနော်အဆုံးထိကြည့်ရှုပေးခဲ့တဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်